ဖြစ်လေနိုင်ငံခြားစာစားတဲ့နိုင်ငံခြားစကားပြောတဲ့ငပိဖောက်ရောက်နဲ့တရေမတာခွေးတော့ရဟင်းချိုရောက်ကကောင်မဇွန်နီလာသေးလို့ငါပြောအောင်မယ်ဟောကြာနေကလေပပပိရှာဆရာမရှိအခုပရာဟိတခိုင်နေဝေပြောပြန်ပြီနေသူများလိုက်မပြောနေနောက်တစ်ခါပြောချင်ငါ့ကိုပြောအဲ့ဒါဇွန်နီလာသေးနဲ့အဆက်အသွယ်ရှိတဲ့သူ့လူတွေဒီအကောက်မြင်သူ့စီပို့ပေးလိုက်ပါသူရောက်ကလေးမျက်နှာမသိပ်ပါနဲ့အဖာမထဲပဲရိုးရောက်တာလွှတ်ကြည့်အခုမြေပိတ်ပြီးတေသွားတယ်မตายရောက်တယ်မအဲ့ဒီဇွန်နီလာသေးရောက်ထက်လှတယ်စောက်ရောက်မလားစိတ်ဓာတ်မလားလူတကာဘန်းတဲ့မတာမစွာကျဲမစောက်ကြီးစောက်ကျဲဖေးတရားလုံးမရုပ်ကိုကလည်းခွေးစပိုက်ရုပ်မဟမ်မနေ့ကငါဒီခါဆဲတယ်နေငါ့ကိုပြန်ဆဲလေတတိရှိရဲ့စောက်ကြီးစောက်ကျဲရုပ်ကိုကြည့်တဲ့လူကလည်းရှောက်ပါနင်းဘန်းနေတာရင်ကဟန်ကပြောနေတော့ဘာဖြစ်နေကိုခိုင်နေဝေဘန်းပြန်ပြီဟမ်